ညစာစားချိန်ကရေရှည်ညှဉ်းပန်းနှိပ်စက်မှုကြီးတစ်ခုလိုပဲမိဖို့ချောင်ထဲမှာလီရှို့လန်ရဲ့လက်ရာကဒီလိုပွဲကြီးလန်းကြီးကိုဧည့်ခံဖို့လုံးဝမလုံလောက်ဘူးသူကပုံမှန်ဆိုရင်ဟင်းချက်ရင်ညံပြစ်နေအောင်ချက်ဒါမှမဟုတ်ပေါ်ရွှွှွပဲချက်တက်တာဒီနေ့စိတ်မကြည်တာလဲပါတော့ပို့ပြီးတော့ကိုစိုးဝါကုန်တယ်မိဖို့ချောင်ထဲကနေမမကြီးကျိုးမိန်အော်ဟစ်နေတန်ပဲကြားနေရတယ်အမေစားတွေအများကြီးခတ်မိပြီအမေဒီဟင်းကြီးတူးကုန်ပြီမမလက်ကျိုးဝေရဲ့အတန်ကလည်းနှာခေါင်းရှုံးတဲ့လေတန်နဲ့အမေရဲ့အမေကောင်းကောင်းချက်တက်တဲ့ဟင်းတစ်ခွက်လောက်တောင်မချက်တက်ဘူးလားလီရှို့လန်ရဲ့အော်ဟစ်ငောင်ငန်းတန်ကလည်းခဏခဏထွက်လာတယ်စားစရာရှိတာစားရတာကိုပဲကံကောင်းလာပြီးအကုန်ပစက်ပိတ်ထားကြနောက်ဆုံးတော့ရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့ဟင်းတွေကိုစပွဲပေါ်ချလိုက်တယ်အဲခန်းထဲကကလေးတွေကဟင်းကိုတလုတ်စားပြီးတာနဲ့ပြန်ထွေးထုတ်ပြီးမကောင်းဘူးသားတို့ဒါကြီးမစားချင်ဘူးဆိုပြီးအော်ကြတော့တာပဲခဲအိုနှစ်ယောက်လည်းမျက်နှာကြီးတွေညှို့ငယ်ပြီးအားနာလို့ပဲတူနဲ့ဟိုတို့ဒီတို့လုံနေကြတယ်ကျိုးမိန်နဲ့ကျိုးဝေတို့ကတော့မျက်နှာကြီးစုပုတ်ပြီးထမင်းဖြူကိုပဲကုန်းစားနေကြတယ်ထမင်းတစ်နက်စားရတာတအိမ်လုံးဖျို့ဖျဲဖြစ်နေတာကျမနဲ့ကျိုးချန်တို့အခန်းထဲမှာနေတာတော့အပြင်ကစူညံတန်တွေကိုအတိုင်းသားကြနေရတယ်ထမင်းစားပြီးတော့ကျမကပကံခွက်ရောက်တွေကိုတင်ဆဲပြီးဆေးဖို့ထွက်လာခဲ့တဲ့အခန်းထဲကထွက်ချင်းပဲအခန်းထဲမှာပကံတွေပြန့်ကျဲပြီးရှုပ်ပွားနေတာကိုတွေ့လိုက်ရတယ်လီရှုလန်နဲ့သူ့သမီးနှစ်ယောက်ကဆိုဖာပေါ်မှာထိုင်နေကြပြီးဘယ်သူမှလက်တစ်ချက်တောင်မလုပ်ကြဘူးကျမထွက်လာတာကိုမြင်တော့လီရှုလန်ကချက်ချင်းပဲလေတံအမိတ်ပေးတဲ့ပုံစံနဲ့အထက်စီးကနေပြောတော့တယ်ရွှေကြန့်ပကံတွေသွားဆေးလိုက်ဦးအိမ်စီတယောက်ကိုခိုင်းနေတယ်လို့ပဲကျမကကိုယ့်ရဲ့ပကံနှလုံးကိုကင်ပြီးသူ့ရှိကိုရှောက်သွားလိုက်တယ်အမေစပွဲခွဲစနစ်ရဲ့စီကံအရသမီးကသမီးနဲ့ကျိုးချန်ရဲ့ပကံကိုပဲဆေးဖို့တာဝန်ရှိတယ်အမေတို့ပကံတွေကိုတော့အမေတို့ဘာသာဆေးရမှာပေါ့လီရှို့လန်ရဲ့မျက်လုံးကြီးတွေပြူးထွက်လာပြီးနင်ကပိုလို့တောင်ထကြော်လာသေးတယ်ပေါ့ဟုတ်လားကျမသူ့ကိုဂယုမဆိုင်ပဲမိဖို့ချောင်ဘက်ကိုတဲတဲလျှောက်သွားလိုက်တယ်မမကြီးကျိုးမိန်ကနောက်ကနေလိုက်လာပြီးမိဖို့ချောင်တကားဝမှာပိတ်ရက်ကရွှေကြက်နင်အရန်လုံမလားနဲ့ပကံနှင်းငယ်ဆေးလိုက်ယုံနဲ့နင်တည်သွားမှာမို့လို့လားကျမသူ့ကိုစိုက်ကြည့်ပြီးပြန်မိလိုက်တယ်မမကြီးပကံနှင်းငယ်ဆေးလိုက်ယုံနဲ့မမကြီးကတည်သွားမှာမို့လို့လားရှင်တို့လူကောင်းကြီး၃ယောက်သားထိုင်နေကြပြီးဘာလို့ကျမတယောက်တည်းကိုပဲလာခိုင်းနေရတာလဲမမလက်ကျိုးဝေလည်းရောက်လာပြီးမကြီးရယ်ငါတို့ကဧည့်သည်တွေလေကျမရေလိုက်ပြီးဧည့်သည်အမေမနေ့ကပြောတာကတော့ဘသူဘာသာဘသူစားအချင်းချင်းမဆွတ်ဖက်ကြီးလို့ပြောတာလေဘသူကအိမ်ရှင်ဘသူကဧည့်သည်ဆိုတာမပြောထားဘူးဒီအိမ်မှာအခုစီကံနှစ်ခုပဲရှိတယ်ပထမကိုထမင်းကိုချက်ဒုတိယကိုပကံကိုဆေးပြောပြီးတာနဲ့ကျမသူတို့ကိုရှောင်ကွင်းပြီးမိဖို့ချောင်ထဲဝင်သွားခဲ့တယ်ကျမနဲ့ကျူးချန်ရဲ့ပကံကိုပဲဆေးပြီးလက်ကိုတုတ်ကထွက်လာခဲ့တယ်အဲခန်းထဲမှာတော့သူတို့၃ယောက်လုံးရဲ့မျက်နှာတွေကတယောက်ထက်တယောက်ပိုဆိုးနေကြပြီးနောက်ဆုံးတော့ခဲအိုနှစ်ယောက်ရဲ့လာတော့အားပေးမှုကြောင့်ကျိုးမိန်နဲ့ကျိုးဝေတို့စိတ်မပါလက်မပါနဲ့မိဖို့ချောင်ထဲဝင်ပြီးပကံဆေးကြတော့တယ်ပကံတွေတဒုံဒုံထိခိုက်တန်တွေပြန်ထွက်လာပြန်ရောပကံတွေကိုပဲရိုက်ခွဲပစ်နေကြလားမသိဘူးမမကြီးတို့မိသားစုတွေကိုပို့ဆောင်ပြီးတဲ့နောက်အိမ်ကတော့ပြန်ပြီးအေးချမ်းသွားခဲ့တယ်လီရှိုလန်ကစကားတခုမှမပြောပဲသူ့ခန်းထဲသူပြန်ဝင်ပြီးတကားကိုဒုံကနေပိတ်လိုက်တဲ့ကျိုးချန်ကရေချိုးသွားတယ်ကျမကတော့အဲ့ခန်းထဲကရှုပ်ပွားနေတဲ့လက်ဖက်ရည်ဝိုင်းနဲ့ကျန်းပြင်ကိုကြည့်ရင်ဒါဟာအစပြိုးယုံပဲရှိသေးတယ်ဆိုတာသိနေတယ်မျောလင့်ထားတဲ့အတိုင်းနောက်ရက်မနက်မှာပဲစစ်ပွဲတစ်ကထပ်ပြီးပောက်ကွဲပါတော့တယ်ကျမတို့နှစ်ယောက်စာပဲမနက်စာချက်စားပြီးအလုပ်သွားဖို့ပြင်ဆင်နေတော့လီရှိုလန်ကကျမကိုလှမ်းတားလိုက်တယ်သူ့လက်ထဲမှာစာရွက်တရွက်ကင်ထားပြီးရွှေကြန့်ငါတို့စကားပြောဖို့လိုမယ်ကျမကဘာပြောမလို့လဲဆိုပြီးကြည့်လိုက်တော့သူကအဲ့ဒီစာရွက်ကိုစပွဲပေါ်ဒုံကနေပုတ်ချလိုက်ပြီးစပွဲခွဲစားတာတော့ထားပါတော့ဒါပေမဲ့အိမ်စရိတ်ကိုတော့ရှင်းရှင်းလင်းလင်းတွေ့ရမယ်ရေပိုးမီပိုးကတ်စပိုးအိမ်ယာစီမံခန့်ခွဲမှုစရိတ်တွေကိုလူဦးရေအလိုက်အချိုးကျမျှခံရမယ်ကျမစာရွက်ကိုယူကြည့်လိုက်တော့သူတွက်ထားတဲ့စရင်းအရာအိမ်စရိတ်အားလုံးကိုပေါင်းပြီးသုံးနဲ့စားထားတာကျမတစ်လကိုအိမ်စရိတ်ပူတွဲကြီး1500ပေးရမယ်တဲ့ကျမရင်ထဲကနေလှောင်ရည်လိုက်မိတယ်သူ့မှာအငိမ့်စားလာစာ8300ရှိပြီးကျမနဲ့ကျိုးချံပေါင်းရင်1000ကျော်ရှိတယ်ဒီအိမ်ရဲ့အသုံးစရိတ်အများစုကိုအရင်ကတည်းကကျမတို့ပဲစိုက်ထုတ်ပေးခဲ့တာအခုကျမှသူကြခံရမယ့်အပိုင်းကိုပါကျမတို့ခေါင်းပေါ်ပုံချဖို့လုပ်နေတာတကယ်ကိုအကွက်စစ်လွန်းနေရတယ်လေကျမခေါင်းချင်းပြလိုက်တော့လီရှိုလန်ရဲ့မျက်နှာမှာအောင်နိုင်သူရဲ့အပြုံးမျိုးပေါ်လာတယ်သူကကျမအယော်ပေးလိုက်ပြီးအမှတ်ထင်နေတာကျမဖုန်းကိုထုတ်ပြီးကနန်းတွက်ဆက်ကိုဖွင့်လိုက်တယ်အမေတွက်မယ်ဆိုမှတော့ပိုပြီးတိတိကျကျတွက်ကြတာပေါ့ဒီအိမ်ရဲ့အဆောက်အဦစပုံငွေကိုကျမရဲ့မိဘတွေကစိုက်ပေးခဲ့တာလစဉ်အိမ်အရေးကြကိုတော့ကျမနဲ့ကျိုးချံကဆက်နေတာအမေကဒီအိမ်မှာနေနေတာဆိုတော့အိမ်ငါကလည်းပေးတင်တယ်မဟုတ်ဘူးလားလီရှိုလန်ရဲ့အပြုံးတွေမျက်နှာပေါ်မှာတင်ခဲသွားတော့တယ်ပြီးတော့အမေပုံမှန်သုံးနေတဲ့အိုးခွက်ပကံတွေအားလုံးနီးပါးကကျမဝယ်ထားတာဒီပစ္စည်းတွေကသုံးဖန်များရင်ပစ္စည်းယိုယွင်းမှုရှိတာမို့လို့အမေသုံးတိုင်းအတွက်အသုံးချမှုတန်ဖို့ရှော့ချပိုင်ခွင့်ကြေးပေးရမယ်မိဖို့ချောင်တွေကစီစားပဲမပြီးတကြားတွေကလည်းကျမဝယ်ထားတာအမေသုံးရင်ပတ်စံပြန်ပေးရမယ်ကျမပြောရင်းနဲ့ဖုန်းကိုတတောက်နှိပ်နေလိုက်တယ်ကျမတွက်ကြည့်မယ်နော်အိမ်လက်ခကိုကာလာပေါက်ဈေးထက်လျှော့ပေးပြီးတစ်လ2000ယူမယ်ပစ္စည်းအသုံးချခါတရက်ကို10ကျပ်စီစားအိုးက3တလောက်တွက်မယ်ပြီးတော့မနေ့ကအမေထမင်းချက်တုံးကသုံးသွားတာကျမရဲ့ကတ်တွေအဲ့ဒီကတ်ပိုးကိုလည်းအမေတီးတန့်ပြန်ပေးရမယ်ကျမဖုန်းမျက်နှာပြင်ကိုသူ့ဘက်လှည့်ပြလိုက်ပြီးအမေကြည့်လိုက်ဦးဒီလိုတွက်လိုက်ရင်အမေကကျမတို့ကိုပတ်စံပေးဖို့မလိုတဲ့အပြင်ကျမတို့ကိုတောင်တစ်လကို1000ကျော်ပြန်အမ်းရအောင်ပါအမေကဒီတွက်နီးကတရားမျှတတယ်လို့ထင်လားလီရှိုလန်ကဖုန်းထဲကကနန်းတွေကိုကြည့်ပြီးမျက်နှာဖြူဖြော့သွားကနှုတ်ခမ်းတွေတုံနေပြီးစကားတခုမှပြန်မပြောနိုင်တော့ဘူးအိမ်စရိတ်ခွဲဝေရေးဆွေးနွေးပွဲကတော့လီရှိုလန်ရဲ့လုံးဝရှုံးနိမ့်မှုနဲ့ပဲပြီးဆုံးသွားခဲ့တယ်သူတနေ့ခင်းလုံးသူ့ခန်းထဲကနေအပြင်မထွက်တော့ဘူးကျမနဲ့ကျိုးချန်လည်းအေးအေးဆေးဆေးရှိသွားတာပေါ့ဒါပေမဲ့သူဒီတိုင်းလက်လျှော့မှာမဟုတ်ဘူးဆိုတာကျမတို့သိနေတယ်
နောက်ရက်ကျမအလောက်ကပြန်လာပြီးရေခဲတက်တာကိုဖွင့်လိုက်တာနဲ့တခုခုမှားယွင်းနေတာကိုသတိထားမိလိုက်တဲ့ရေခဲတက်တာကကျမတို့ဝယ်ထားတာဖြစ်ပြီးတကားနှစ်ချက်ဖွင့်အကြီးကြီးပဲမနေ့ကမှကျမမာကာဖောင်တိန်နဲ့အလဲတဲ့မှာမြင်းတကြောင်တားထားတာဘဲဘက်ချမ်းကသူ့အတွက်ညာဘက်ချမ်းကကျမတို့အတွက်ပေါ့အခုတော့ကျမတို့ဘက်ကစင်ပေါ်မှာအကွက်လွတ်ကြီးဖြစ်နေတယ်ကျမပြီးခဲ့တဲ့အပတ်ကဝယ်ထားတဲ့တင်သွင်းလာတဲ့အမဲသားစတိတ်တုံးမရှိတော့ဘူးပြီးတော့မနေ့ကမှဝယ်ထားတဲ့ပစုံတစ်တာလည်းမရှိတော့ဘူးကျမတောက်လက်စတင်ချင်ဘူးလေးပါပျောက်ချင်းမလားပျောက်သွားခဲ့ပြီကျမရေခဲတက်တာရှိမှရက်ပြီးအသက်ကိုပြင်းပြင်းရှူလိုက်တယ်ကျိုးချံလည်းအလောက်ကပြန်ရောက်လာပြီးကျမမျက်နှာကိုကြည့်တာနဲ့ပြဿနာတက်ပြီးဆိုတာသိသွားတယ်ဘာဖြစ်လို့လဲကျမရေခဲတက်တာကိုလက်ညှိုးထိုးပြလိုက်ပြီးရှင့်အမေနေကြုံလာပြီးကျိုးချံကြည့်လိုက်တော့သူလည်းမျက်မှောင်ကျုပ်သွားတယ်အဲ့ဒီအချိန်မှာပဲလီရှိုလန်ကအခန်းထဲကထွက်လာပြီးကျမတို့နှစ်ယောက်လုံးရေခဲတက်တာရှိမှရက်နေတာကိုမြင်တော့ဘာမှမဖြစ်သလိုမျိုးလာမေးတယ်ဘာကြည့်နေကြတာလဲညစာမချက်သေးဘူးလားကျမရေခဲတက်တာတကားကိုပိတ်လိုက်ပြီးသူ့ဘက်လက်ကအမေသမီးရေခဲတက်တာတဲကစတိတ်သားနဲ့ပစုံတွေဘဲရောက်သွားလဲလီရှိုလန်ရဲ့အကြည့်တွေကဝေဝါးသွားပြီးအဲ့ဒါလားနေ့လေကနင်းပြန်မလာတာမြင်လို့ပုတ်တိုးကုန်မှဆိုးလို့ငါပဲကူစားပေးလိုက်တာသူကဘာမှအပြစ်မရှိသလိုပေါ့ပေါ့ပါပါပဲပြောတယ်ကူစားပေးတယ်လေကျမစိတ်တူတူနဲ့ရေလိုက်ပြီးဒါဆိုအဲ့ဒီဒိန်ချင်ဘူးကိုကောအမေပဲကူတောက်ပေးတာလားငါကအသက်ကြီးပြီဆိုတော့အစာအိမ်တိတ်မကောင်းဘူးဒိန်ချင်တောက်ရင်အစာကြီးလွယ်လို့သူကအမှန်တရားကြီးအတိုင်းရဲရဲဝံ့ဝံ့ပြန်ဖြေတယ်ကျိုးချံကမနေနိုင်တော့ပဲဝင်ပြောတယ်အမေကဘာလို့ရွှေကြက်ရဲ့ပစ္စည်းတွေကိုယူစားရတာလဲငါတို့စပွဲခွဲစနစ်အတိုင်းကိုဘာသာကိုတုံးကြမယ်လို့ကတိပြုထားကြတယ်မဟုတ်ဘူးလားလီရှိုလန်ကချက်ချင်းပဲတားဖြစ်သူပဲလှည့်ပြီးရန်တွေးတော့တယ်ကျိုးချံနင်ကအခုမင်းမေကိုတော့မယုံတော့ဘူးပေါ့ဟုတ်လားငါကမင်းမိမရဲ့ပစ္စည်းလေးနည်းနည်းပပစားတာဘာဖြစ်လဲငါကမင်းမေလေးမင်းကိုဒီလောက်အထိကြီးပြင်းအောင်ကျွေးမွေးခဲ့တာမင်းရဲ့ပစ္စည်းတွေကိုဘယ်လောက်စားခဲ့လဲဆိုတာစည်ရင်တွက်ဖူးလို့လားသူကထုံးစံအတိုင်းကိုကျင့်တရားပိုင်းဆိုင်ရာနဲ့ဖိနှိပ်ဖို့ကြိုးစားပြန်ပြီးဒါပေမဲ့ကျမကတော့ဒါတွေကိုယိုးအီနေပါပြီကျမသူနဲ့ရမ်းမဖြစ်ပဲအခန်းထဲကိုတိတ်တိတ်ဆိတ်ဆိတ်ပြန်ဝင်ပြီးပစ္စည်းတစ်ခုယူလာခဲ့တယ်အဲ့ဒါကတော့မီးဖိုချောင်သုံး electronic ချိန်ခွင်လေးပဲကျမကအဲ့ဒီချိန်ခွင်ကိုသူ့မျက်စိရှိတင်ထမင်းစပွဲပေါ်ချလိုက်ပြီးဖုန်းကိုထုတ်ကာဈေးဝယ်အပ်ထဲကအော်ဒါမှတ်တမ်းကိုဖွင့်လိုက်တယ်အမေငါတို့စရင်ရှင်းရှင်းတွက်ကြရအောင်ကျမအတန်ကအေးဆက်ညင်တက်နေတယ်ဒီစတိတ်သားကဩစတြေးလျကတင်သွင်းတာ200ဂရမ်ကို88ကျပ်ဒီပစုံကဂရမ်300ကို56ကျပ်ဒီဒိန်ချင်းကဂျပန်တစိမ့်12ကျပ်စုစုပေါင်း156ကျပ်ကျတင်ပါတယ်ကျမဖုန်းမျက်နှာပြင်ကိုသူ့ဘက်ပြလိုက်ပြီးအမေကက်နဲ့ပေးမလားငွေသားလားဒါမှမဟုတ်လွှဲပေးမလားလီရှိုလန်ရဲ့မျက်နှာကဝက်အသေးရောင်လိုညိုမဲသွားပြီးနင်ကဒီလောက်စားစရာလေးအတွက်နဲ့ငါ့ကိုစရင်လာတွက်နေတယ်ပေါ့နင်ပတ်စံမျက်နှာပဲကြည့်တတ်တာလားကျမခေါင်းငင်းပြလိုက်တယ်အမေပဲသမီးကိုတင်ပေးခဲ့တာလေအရာရာကိုရှင်းရှင်းလင်းလင်းလုပ်ရမယ်စရင်စရာရှင်းရမယ်ဆိုတာသမီးကအမေထုတ်တဲ့စီကံအတိုင်းလှုပ်ဆောင်နေုံပါပဲအကယ်၍အမေကဒီစီကံကမမှန်ကန်ဘူးလို့ထင်ရင်အခုချက်ချင်းပဲစပွဲခွဲစနစ်ကိုဖျက်သိမ်းကြောင်းကြီးညာနိုင်ပါတယ်နောက်ဆိုအိမ်ကထမင်းဟင်းတွေကိုအရင်လိုပဲသမီးချက်ကျွေးမယ်အမေရဲ့အငိမ့်စားလာစာကိုလည်းအရင်လိုပဲအိမ်စရိတ်အတွက်အကုန်အပ်ရမယ်ကျမသူ့မျက်လုံးတွေကိုစိုက်ကြည့်ပြီးအမေတခုခုကိုရွေးချယ်လိုက်ပါလီရှိုလန်တကိုယ်လုံးတောင့်တင်းသွားတဲ့စပွဲခွဲစနစ်ကိုဖျက်သိမ်းလိုက်ရင်သူ့ရဲ့8300အငိမ့်စားလာစာကိုမထိမ့်သိမ့်နိုင်တော့ဘူးသူလုံးဝအရှုံးမခံနိုင်ဘူးဒါပေမဲ့အခုလက်ရှိ 1NDT တစ်ချက်တန်ဖို့ရှိတဲ့156ချက်ကိုထုတ်ပေးရမှာကလည်းသူ့အသားကိုလှိပေးရတယ်လို့ခန်းစားနေရတဲ့သူကတော့နေရာမှာတင်မျက်နှာတစ်ပြင်လုံးအယောင်တွေမျိုးစုံပြောင်းလဲနေတော့တယ်ကျိုးချံကဒီမြင်ကွင်းကိုကြည့်ပြီးတက်ပြင်းချကကြားထဲကနေဖြောင်းဖျဖို့ပြင်ဆင်နေတော့